ဒီနေ့က anniversary ပြည့်ကျော်2ရက်နေ့ဖြစ်ပါတယ်ရုပ်လေးကတော့တန့်ပြတ်နေပါတယ်ရေချိုးထားလို့မနေ့ကလည်းချိုးပါတယ်ဒါပေမဲ့မနေ့ကတိတ်မတန့်ဘူးမနေ့ကတော့ဝချန်3ဘွားနည်းနည်းအရာထင်းနေဟိုနေ့ကမှ like တွေဟိုနေ့ကဗီဒီယိုတွေကိုမနေ့ကမှ like တွေပေးထားတွေ့ပါတယ်ခုဘာလုပ်နေလဲဆိုတော့ကျွန်မဘာမှမလုပ်ပါဘူးထမင်းစားပြီးလို့မုံစားဖို့စီစဉ်ဆွဲနေတာဖြစ်ပါတယ်ကျွန်တော်ပတ်စံရမယ့်အလုပ်တွေလုပ်နေတာဖြစ်ပါတယ်ဒီဘာထူးကြဘာမထူးကြဘူးဒီနေ့ assignment နေထက်တယ်မနေ့ကတော့တခါမှစားဘူးတယ်မွေးငါဆိုင်မှာသွားစားရတယ်မွေးငါဆိုင်နည်းလေးတော့အချိုပေါ့တယ်ဒါပေမဲ့စားလို့အဆင်ပြေပါတယ်မဆိုးပါဘာရှိသေးလဲဆိုတော့ကြောင်းသားအော်မပြောတော့ပေါ့ထားလိုက်ပါမပြောတော့ဆိုတာမဟုတ်ကြားလို့မကောင်းလို့ဘာမှတော့မဟုတ်ပြောလိုက်ပါမယ်အဆောင်မှာအီမပါနိုင်လို့ကျောင်းမှာအီပါမယ်ဆိုပြီးတော့ကျောင်းမှာဘိုထိုင်နဲ့အီပါမယ်ဆိုပြီးတော့တာဒါပေမဲ့လည်းကျောင်းမှာပါပြခဲ့အခုချိန်လည်းမပါသေးဘူးမိနေအခုမှပါဖို့အစီအစဉ်ရတယ်စိတ်ကူးရတယ်အခုမှပါဖို့ခဏနေအီတော့ပါမယ်ဆိုမြိုင်ကြည့်နေတာစိတ်မကောင်းပါဘူးလို့ထမင်းဆိုင်ကြည့်ရလူတွေရှိလို့ရှင်ဒီချလေးနဲ့အီပါပြမှာရှင်ဒါပါပဲနှခမ်းမွေးလဲနေတော့ပဲရှိပါသေးတယ်နောက်တော့ပြန်ရေးပါမယ်